ဘဲကလုံးမနေတော့ဒီမှတ်တိုင်မှာရင်စင်းမဲ့ခီးတယ်မပါဘူးထင်ပြီးတော့ရင်မောင်းမောင်းပါတယ်မှတ်တိုင်ကြော်ကမှဘဲကောက်တီးတယ်ဘဲကလုံးထားနှိပ်တယ်နှိပ်တဲ့ခါကျတော့အမှဘဲကထားမြည်တော့ဘဲနှိပ်ရသားနဲ့ဘာလို့မရက်တာလဲမှတ်တိုင်ကြော်လာပြီလေကျွန်တော်ပြောဘဲကပြက်လို့ကျွန်တော်တီးတယ်လို့အဲ့ပြောလဲမရဘူးကျွန်တော်တာဆန်ဆိုပြီးတော့လည်းပြောတာဆန်ဘဲမတီးတတ်ဘူးလားအဲ့လိုပြောတာလားကျွန်တော်တို့မနက်ခင်းမိုးလင်းတာနဲ့လူလက်တန်းစားမရွေးလှုပ်ရှားနေကြရပါတယ်ထို့အထဲမှာအများစုမှာမူအများဆုံးရင်လိုင်း YBS များအားသွားလာရေးအတွက်အထူးအားကိုပြုနေကြရပြီး Living မြန်မာမှာ YBS စီးနှင်းသူခီးတဲ့အချို့အားအများဆုံးယင်နေစီးနှင်းရမှာတွေ့ကြုံခဲ့ရတဲ့အခက်အခဲများကိုအခုလိုပဲမေးမြန်းခဲ့ပါတယ်မင်္ဂလာပါညီမဟုတ်ဘူးလားပါကားသမားတွေကားဝတ်တက်လာတဲ့ခါလီ customer နဲ့ရဲမြစ်တာတွေရှိရပါတော့ customer တွေကဒီမှတ်တိုင်မှာစီးခြင်းပဲမရက်ပေးတာမျိုးတို့ကြော်သွားတာမျိုးတွေရှိရပြီးတော့ဆိုလို့ရှိရင်လူတွေကားပေါ်မှာတအားကြက်နေရဆိုလို့ရှိရင်တော့အနောက်ကိုဆက်တိုးခိုင်းတာတို့အဲ့လိုအရာမျိုးတွေလည်းအများကြီးကြုံရတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုရီစင်းကျင်တဲ့မှတ်တိုင်ကိုကြော်ပြီးရက်တာတို့အဲ့လိုမျိုးကားသမားပြန် order အစားအဲ့လိုမျိုးခံရဘူးလိုက်လည်းရှိသူတို့က400လို့ပြောပြီးမဲ့900ကောက်တာများအများနဲ့900ပဲပေးပြတယ်ဘာလို့ဆိုတော့သူတို့တုံးနဲ့100ပြန်မအောင်အကျွေမရှိလို့ဘာညာပေါ့အဲ့လိုမျိုးနဲ့လုံးဝပြန်မအောင်တစ်ခါလေရက်လို့ရှိရင်1000နဲ့နေပါပေးလို့ရှိရင်2ယောက်ခါဆိုလို့ရှိရင်ပြန်မပေးဘူးပေါ့အဲ့လိုမျိုးရှိတယ်သူတို့ကအကျွေဆိုလို့ရှိရင်100နေရာဆိုမအမ်းတော့ဒီတိုင်းပဲကုန်ယူချပါပဲကားသမားတွေကနည်းနည်းပါဇက်ကျန်းတဲ့ခါကျတော့နော်ဒါလည်းကိုရီးယားလည်းပတ်စံပေးပြီးစီးရဖြစ်တဲ့ကြောင့်မို့လို့အဲ့လိုမျိုးနည်းနည်းအဲ့ဒါလေးလည်း short သေးခြင်းတယ်ပေါ့နော်ကစတမားဒီနေရာမှာမရက်ပေးလို့ပြောတဲ့ခါကျလို့ရှိရင်သူတို့ပြန်အော်ငေါက်တာပေါ့အဲ့လိုမျိုးလည်းရှိအဲ့ဒါကြီးလည်းပြင်သေးခြင်းတယ်ပေါ့YBS ကတ်ပေါ့နော်ကတ်ကအဲ့လို YBS တိုင်းမှာမရတဲ့ကိစ္စကတော့တော်တော်ကျွန်တော်တို့ပြဿနာဖြစ်တယ်ပေါ့နော်ထားပါတချို့တွေကကတ်ဆက်တော့ထားပေးထားတယ်ဒါပေမဲ့ကတ်ဖြတ်တဲ့အချိန်မှာဆက်ကပြတ်နေတာတို့ဘာလို့ဆိုဥပမာကျွန်တော်အကျွေးမဆောင်ဖြစ်တဲ့အချိန်တွေဆိုရင်ကျွန်တော်အခက်ခဲရောက်ပြီးတော့တချို့ဆိုဗျာကျွန်တော်ဆိုရှက်တက်တဲ့ထဲပါတယ်ဆိုတော့အဲ့လိုကက်ကပတ်စံပြတ်နေတဲ့အခါကြလို့ရှိရင်ကျွန်တော်ပတ်စံမပါလိုက်အချိန်ကျရင်ကျွန်တော်ပြန်ဆင်းရတဲ့အချိန်မှာနည်းနည်းတော့ကတိကတ်အော်တော့ဖြစ်တာပေါ့နော်ဖြစ်ပျက်ကတော့ကျွန်တော်ထားပါတော့10ကောက်လောက်စီးရင်တော့အနည်းဆုံး9ကောက်လောက်တော့ကြုံတယ်ဗျာဆိုတော့ကျွန်တော်YBS တမိုင်းအနေနဲ့ကတော့အဲ့လိုဆဲဆိုတာတွေတော့ short တင်တယ်ထင်တာဘာလို့လဲဆိုတော့အခုဒီစီးနေတဲ့ခီးတဲ့တွေကလည်းဥမာပြောရမယ်ဆိုရင်တော့သူတို့အတွက်ခမင်းရှင်တွေပဲပေါ့နော်ပြောရမယ်ဆိုရင်တော့ဆိုတော့ကျွန်တော်ကလည်းပတ်စံ baby စီးတာဖြစ်တယ်ဘယ်သူမှတော့အဲ့လိုဆဲတာဆိုတာမခံချင်ဘူးလေဆိုတော့အဲ့လိုဟာတော့နည်းနည်း short တင်တယ်ထင်ပါတယ်နောက်ထပ်တစ်ချက်ကကြတော့ဗာလဲဆိုတော့ကျွန်တော်ကားမောင်းတာပါကားမောင်းတာနည်းနည်းဟိုဘယ်လိုပြောနူးညံ့စေချင်ပါတချို့နိုင်ငံတွေမှာဆိုရင်ကားတွေကသူတို့စီးစနစ်နဲ့ပဲသွားတာဗျာအခုကကြော်ချင်းလို့ကြော်ခွာချင်းလို့ခွာအဲ့လိုလမ်းကိုလည်းခွာပြီးနေမောင်းတာတွေပါရှိနေတော့အဲ့ဒါလည်းနည်းချော့စေချင်ပါတယ်အကြောင်းကအိမ်ထဲအဲ့လောက်လည်းမဝေဘူးဒါပေမဲ့လေလက်လောက်ပေါ့ဗျာလမ်းလျှောက်သွားလို့လည်းအဆင်မပြေကားစီးတော့လည်းနီးရဲ့အနေထားရှိတယ်ပေါ့ဒါပေမဲ့တခါလေကြောင်းတော့ကြတတ်တယ်ဗျာကျွန်တော်ကြောက်ကျွန်တော်ကအဲ့ဒါစီးတာပေါ့စီးတော့သူကမှတ်တိုင်ကျွန်တော်အော်လဲမရက်ပြီးကြော်သွားတယ်ကြော်သွားပြီးမှရက်ပြီးကျွန်တော်ကြောင်းတော့ကြတာပေါ့အဆင်မပြေဘူးလေအဆင်ပြေကျွန်တော်ပြောတာဒီတော့အော်တာဘာလို့မရက်ပြီးလဲသူကမင်းတို့ကတခြားကြဲပြီးမအော်ဘူးတွေပါအော်ရဗျာဘဲလေးပါတီးပါလားပြောတယ်ကျွန်တော်ပြောဘဲကပြက်လို့ကျွန်တော်တီးတယ်လို့အဲ့ပြောလဲမရဘူးကျွန်တော်တာဆန်ဆိုပြီးတော့လည်းပြောတယ်တာဆန်ဘဲမတီးတတ်ဘူးလားအဲ့လိုပါပြောတာဗျာပုံမှန်ဆိုဒီနောက်ပိုင်းအဲ့တာဆန်လို့ခေါ်ရင်ပြီးကျွန်တော်ကြောက်ကျွန်တော်လမ်းလျှောက်ပြီးသွားတာဗျာနောက်ပိုင်းမနက်ခင်းဆိုတော့ဗျာလမ်းလျှောက်သွားတယ်အပြန်ကြောက်နေပြီးတော့ကျွန်တော်လမ်းလျှောက်လို့အဆင်မပြေတော့လေကျွန်တော်အဲ့အိတ်ကားပဲစီးရတာပဲအိတ်စာပဲရှိရဗျာစီးရကြောင်းလာဗျာကျွန်တော်ဆိုင်းမယ်လို့ခေါင်းတွေပူထူပြီးတော့ဗျာမှတ်တိုင်နောက်တစ်ဖက်တိုင်ကြော်ပြီးတော့မှအဲ့လိုရဲပြီးဗျာကျွန်တော်မှတ်တိုင်ကကျွန်တော်လူသိအသက်စင်းနေတော့ဗျာအဲ့လိုသူရမပေးချင်ဘူးအဲ့လိုမျိုးဗျာစဉ်းစားကြည့်ကျွန်တော်နေဘူးကြီးဗျာကျွန်တော်လမ်းလျှောက်ကြီးအိမ်ကိုပြန်သွားတာဗျာအဆင်မပြေနေဘူးလို့ကကားစီးပါလေဆိုမှသူကကြော်ပြီးမှရပြီကျွန်တော်လမ်းပြန်လျှောက်နေပြီးတော့ကျွန်တော်ကားကလည်းကုန်အဆင်မပြေဘူးအဲ့ဒါဆိုဆိုကျွန်တော်များသောအားဖြင့်တော့ကားပြေးလိုက်ရဗျာတင်မလားသူကလုံးတော့မှတ်တိုင်နဲ့ကျွန်တော်ကအရင်မဝေးဘူးဗျာဒါပေမဲ့ကျွန်တော်ဒီလောက်ပြေးလိုက်နေရဗျာသူတို့ကလည်းမြင်နေတိုင်းမဲ့ကျွန်တော်လည်းပြေးနေတာပဲဗျာအေးဖေးလမ်းလျှောက်ပြီးသွားတာမဟုတ်ဗျာတင်လားတက်နိုင်တော့ပြေးလိုက်တယ်ဒါပေမဲ့သူကတုံတောင်လည်းမရက်ပေတော့မှမတိချင်အောင်ပဲထောက်သွားတခါကျရင်တချို့ခွင်ဗျာသူတို့ကကားမရပြောမယ်ပြောမှာမဟုတ်တချို့ခေါင်တွေဖုန်ကြောင်နေဗျာတင်မလား sorry ခွင်ဗျာတက်လားသူက main ကလေးခွင်သူကလမ်းမှတ်တိုင်မဟုတ်လေရက်ပေးရဗျာတက်လားကျော်လို့ကောင်းနေခွင်ဗျာသူကမှတ်တိုင်ခွင်သူကတုံတောင်တော့မရက်ပေးချင်ဘူးတက်အခုကြော်ပြောလို့ပဲပြေးလိုက်နေတော့မှသူတို့မတိချအောင်ဖောင်းပြီးတော့ကြော်သွားတယ်အခု main ကလေးခွင်ကားမှတ်တိုင်မဟုတ်ပဲလမ်းလေးကောင်ပဲသူကရက်ပေးရဘာမှမဖြစ်ဘူးအဲ့လိုမျိုးရှိရအဲ့ဒါရောရှိရဘာမှအဲ့လိုတချို့ကားသမားတွေ game မဆိုင်ဗျာတော်မောင်းပြီးတော်တော်ကြမ်းတမ်းလာဗျာအဲ့လိုတယောက်နဲ့တယောက်ပြိုင်မောင်းကြတယ်သူတို့ရှင်းအဲ့လိုမျိုးကြော်တက်ပြီးမောင်းတာတွေပြင်နောက်ကအဲ့တဲ့ရောက်မှရင်းရိုင်ပြီးတော့ဗျာအဲ့လိုပြစ်လဲပါညာရှိနေတော့တစ်ခါကျရင်တို့ကအဲ့လို game မဆိုင်ဘူးဗျာတဲ့မလားအဲ့လိုမျိုးရှိတဲ့ရပြောပြန်လဲသူတို့ကပြန်အော်ငေါက်တာတို့ပါတော့ရှိရရင်လိုင်းများစုရဲ့ရင်မောင်းများအလုံးမဟုတ်ပဲအချို့သောသူများမှာစိတ်ထားကောင်းကူညီတတ်တဲ့ရင်မောင်းများလည်းကြုံတွေ့ခဲ့ရတယ်လို့လည်းသိခဲ့ရပါတယ်အဆင်ပြေရဆိုရင်ဗျာကျွန်တော်အဲ့ကတ်ပါပဲကျွန်တော်
ကက်နေပဲစီသူကကက်ကမရဘူးဆိုတော့သူကပတ်စံမပါဘူးဆိုတော့အဲ့လိုလက်ကားပေးစီရပဲရှိတယ်ပေါ့အဲ့လိုချို့ကားစီတဘောတော့ကောင်းပါလေဒီနေ့ view site သွားရပါရဲ့မှာတစ်ခါကြိုင်ပြောရပေါ့ ဒါကြောင့်ရင်မောင်းများဘက်မှအခက်အခဲများကိုလည်းတွားရောက်မေးမြန်းထားခဲ့ပါတယ် 1 year စပြီးဟိုပါပေါ့6လ8လလောက်ဆိုစောင့်ပြီးမောင်းပြတာပေါ့နော်ဒါနှစ်တိုင်းလာလဲဆိုတော့အားနဲ့6နှစ်တည်းကောင်းကောင်းဝင်နေပေါ့အမှတ်ထားတာလည်းတော့မဟုတ်ဘူးနေကင်းကျတော့ကားတစ်စီးလုံးလင်းနေတာကြီးမီးတုံးကြီးဆိုကိုတော့တူးတတိထားကြပါတဲ့ဒါလောက်ပါပဲဒါဟိုကိုတို့ဒီ line ကချပြီး2နှစ်လောက်ဖြစ်ရင်မောင်းတော်တော်များများရိမ့်မိတဲ့ရင်မောင်းပေါ့နော်ဟိုအဲ့လိုမျိုးကြလို့ရှင်ဇတ်သူမီးလေးထုံးပေးတယ်ဒါပဲဖုန်းဆက်ပြောရုံလောက်နဲ့အခွေမပေါက်ဘူးမရောက်ဘူးကွာညီလေးကဥမာအပြင်ဆိုကိုပြမယ်လေလေးစုလေးဘယ်နှစီးရှိလဲသွားကြည့်လိုက်စည်ရင်ပြတာအစီး90 YTC ရုံးတော့စည်ရင်ရောက်ရင်ရောက်လိမ့်မယ်ဒါပေမဲ့တကယ်တမ်းပြေးဆွဲနေ6စီးလောက်ပဲကျန်တာစိုက်ုံဖယ်ဒီကုမ္ပဏီဖယ်ဒီအစိုးရဖယ်ဒီပြန်လိုက်နေတာရှိတယ်ဒါကုမ္ပဏီကြီးတွေရဲ့ကားတွေနော်ဒါကုမ္ပဏီကြီးတွေရဲ့ကားတွေဘိုးတို့ဒီအောက်ကားတွေမပြောနဲ့အောက်ကားတွေမှာအခု right တိုင်းလမ်းပေါ်မှာထွက်နေတယ်တချို့ရေဆိုလို့ရှိရင်တချို့ line တွေဆိုရှိတယ်မနက်ရုံးချိန်ညရုံးချိန်ကို2မိနစ်ကိုတစ်စီးနှုံးလူပြည့်နေအောင်ရတယ်ဒါပေမဲ့မနက်10နာရီနဲ့ညနေ3နာရီသူတို့ကားပေါ်မှာတစ်စီးကို15မိနစ်လောက်အချိန်ဟသွားတာတော့ထိုင်ကုန်မရှိဘူးဒါသူတို့ line တွေကျဲတာကြလက်ခံပေးလို့ရတယ်စွမ်းရင်ခြေတာကြမယ်ကွာကားတွေပြည့်စည်နေမယ်လက်ခံပေးလို့ရတယ်ဟုတ်တယ်မလားတကယ်ဟိုဘယ်လိုပြောရမလဲဆိုတော့အနည်းဆုံးကွာရွှေပေါကန်စုလေး36ရှိမယ်အစီးကြီးချိလိုက်မယ်စည်ရင်းထဲမှာတော့90လောက်လည်းရှိတယ်တကယ်ထွက်တာသွားကြည့်18 25အဲ့လောက်ပဲအဲ့လိုမျိုးပေါ့ပြက်တဲ့စည်ရင်းတွေကိုမတင်နိုင်ဘူးရင်လိုင်းတွေကပြက်တဲ့စည်ရင်းတွေကိုသူအများကြီးမထားနိုင်ဘူးပြက်တဲ့စည်ရင်းအများကြီးမထားနိုင်တော့စည်ရင်းကတော့ရှိတယ် YDC ရောမှာဒီ line ဒီရင် line မှာရင်စီးပေါင်း90ရှိတယ်ဒါပေမဲ့တကယ်တမ်းလက်ရှိ run နေတာကကြတော့20အစိတ်15စီးအဲ့လိုမျိုးအဲ့လိုမျိုးကြတော့ဟိုကမဖြစ်တော့ဘူးချို့ line တွေဆိုနေကမှမထွက်ဘူးမနေ့ရုံးချိန်ညရုံးချိန်ထွက်တယ်သူတို့ပြောရတဲ့ပုံပြက်ဆန်ချိန်ပြည့်တယ်ရှင်မောသူ့တဲ့ DJ 4000လောက်ရမယ်အမှုလည်းမတက်ဘူးလေညီလေး AI ကြောင့်သူပဲသူ့မိသားစုပေါ့ပါသူရှာစားသွားတာနောက်ပိတ်တော့ကွာရှင်မောင်းကျော်တဲ့ YNTC အမှုတမှုကို1000သူမဆောင်ရတော့ဘာလို့ရုံးချိန်သူအေးဆေးဆွဲပြီလေကြောင်မကြောင်နေတော့သူကဆိုအေးလူလေးပဲခီးတယ်နဲ့သူနဲ့အဆင်ပြေအောင်သွားတယ် ဦးလေးပြောပြမယ်မှတ်တိုင်ကိုမရက်ဘူးမဟုတ်မှတ်တိုင်ကိုရက်တယ်တခါလေကြားလို့ရှိရင်ဂိတ်ကလွတ်တဲ့မင်းနဲ့လမ်းမှာရတဲ့မင်းနဲ့ကားတွေပိတ်တဲ့ကြန့်ကြာမှုဒီအပေါ်မှာမူတည်ပြီးတော့ဦးလေးတို့ကပြေးဆွဲနေတာနော်ကားတွေအဲ့လိုပြေးဆွဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်စီးနဲ့တစ်စီးကဖိနှိုက်သွားတဲ့ခါကြားလို့ရှိရင်တယောက်ကမကောင်းဘူးသူလည်းပတ်စံမရဘူးကိုလည်းပတ်စံမရဘူးဖြစ်သွားတယ်မှတ်တိုင်ပါတယ်မှတ်တိုင်ကြောက်ဆိုရှင်ဆင်းမဲ့ခီးတယ်ရှင်ရက်ပေးတယ်ဆင်းမဲ့ခီးတယ်မရှိရင်တခါကြောက်ရှင်လိုက်မဲ့လူရှိတာတော့ကိုယ်ဒီမှာရက်လို့မရဘူးဘာဖြစ်လို့ဆိုတော့နောက်ကကတ်ပါလာလို့ကိုမတင်နောက်ကတင်လိုက်မယ်ဟုတ်ပြီနော်ကိုရဘကအခက်ခဲတွေကဘာလဲဆိုကြချင်းဥပမာပြောရမှာဆိုအခု YBS play card တွေပေါ်လာတဲ့အတွက်ကြောင့်မလို့ဦးလေးတို့ဒီပတ်စံကိုရာဇဝင်ကောင်းမရဘူးတချို့ကနားမလဲဘူးဘဲတီးလိုက်လို့ရှိရင်ဘဲတီးမှရင်မောင်းကဒီမှတိုင်းမှာရမ်းမှာဆိုတော့သိတယ်သိမှဆိုတာကိုတချို့ခီးတယ်နားမလဲဘူးနားမလဲတဲ့အတွက်ကြောင့်မလို့သူတို့ကဘဲမတီးဘူးဘဲခလုံးမနေဘူးဘဲခလုံးမနေတော့ဒီမှတိုင်းမှာရင်စင်းမဲ့ခီးတယ်မပါဘူးထင်ပြီးတော့ရင်မောင်းမောင်းပါတယ်မှတ်တိုင်ကြော်ကမှဘဲကောက်တီးတယ်ဘဲခလုံးထားနှိပ်တယ်နှိပ်တဲ့ခါကျတော့အမှဘဲကထားမြည်တော့ဘဲနှိပ်ရသားနဲ့ဘာလို့မရက်တာလဲမှတ်တိုင်ကြော်လာပြီလေမှတ်တိုင်ကြော်လာတဲ့အတွက်ကြောင့်မလို့သူ့ကိုရက်ပိတ်လိုက်လို့ရှိရင်ဘာဖြစ်မလဲမှတ်တိုင်မရောက်မှတ်တိုင်ကြော်ရက် YTC ကဖမ်းမယ် CCTV တွေတတ်ထားတဲ့အတွက်ကြောင့်မလို့ဒါဟုတ်ခီးတွေကနားမလဲဘူးနားမလဲတဲ့အတွက်ကြောင့်မလို့သူတို့ဖြစ်ခြင်းနဲ့ဆန္ဒသူတို့လှုပ်ခြင်းနဲ့အတိုင်းနာကိုသူတို့ကပြောတယ်ကိုကရက်ပေးတဲ့နေရာရက်ပေးလို့ရတဲ့အတိုင်းနာဆိုရင်ရက်ပေးတယ်ရက်ပေးလို့မရတဲ့အတိုင်းနာမျိုးဆိုမရက်ပေးဘူးအဆင်မပြေဘူးတနေ့ဟိုမှာမောင်းကြီးကအများဆုံးရရင်3000ခွဲလောက်ရတယ်ရဲကတမှုဖမ်းရင်3000ခွဲရှိတယ်ရဲဖမ်းတဲ့နေ့ကြလို့ရှိရင်အိမ်ကကလေးတွေမိန်းမတွေကသမီးရင်တော့တော့အဆင်မပြေဘူး ရန်ကုန်မြို့ကြီးပေါ်တွင်နေထိုင်ကြသောအလုပ်သမားအများစုမှာနေစဉ်အလုပ်သွားပြန်အတွက် YBS ကိုသာအားကိုနေကြရပြီးနေ့စဉ်ခပိုက်နိုင်အန်ဒီရကိုလည်းအမြဲမပြတ်တတိထားနေကြရပါတယ်။အချို့ရန်လိုင်းများရဲ့ရင်မောင်းများရိုင်းပြစွာဆဲဆိုခြင်းမှတ်တိုင်မရက်ပေးခြင်းကြော်ရက်ခြင်းကားအချင်းချင်းပြိုင်မောင်းခြင်း YBS ကဖြင့်ပေးမစီပဲငွေသားဖြင့်သာကားကိုပေးခိုင်းခြင်းမှတ်တိုင်တွင်အကြာကြီးရပ်ထားပြီးလူတွေကြက်ညက်နေတော့မှထွက်ခြင်းစတဲ့အခက်အခဲများစွာကိုတကယ်လက်တွေ့မြေပြင်တွင်စီးနှင်းသူများနေ့စဉ်ကြုံတွေ့နေရကြောင်းလည်းသိခဲ့ရပါသေးတယ်။